လုံးကြီးပဲခက်သလားဆိုတော့ခဏခဏပြောနေလို့ရှိတာတချို့တော့တော်လေးနားယူဝနေအကျဉ်းချုံပြီးတော့ပြောလို့ရှိရင်တရားထုတ်တဲ့ဆိုတာပစ္စုပန်မှာမိမိခန္ဓာမှာဖြစ်နေတာသို့မဟုတ်ပစ္စုပန်မှာမိမိကိုယ်တိုင်လုပ်နေတာအဲ့ဒီလုပ်နေတဲ့ကိစ္စပေါ်မှာစိတ်ကလေးကတ်ထားရဖြစ်နေတဲ့အာယုံဖြစ်နေတဲ့ sensation မှာစိတ်ကလေးကတ်ထားရအဲ့လိုကတ်ထားရင်တရားထုတ်တာရိုးရိုးလေးရှင်းရှင်းလေးပြောရင်ဒီတိုင်းပဲနော်အဲ့တော့အင်္ဂလိပ်လို be aware သိနေပါလို့ပြောတာနော်သိနေပါဆိုတာမိတ်တိမိလျော်မနေပါနဲ့လို့ပြောတာ absent minded ဖြစ်တော့မနေပါနဲ့နော် mindful ဖြစ်နေပါနော် mindfulness awareness ဆိုတာဒီလိုပဲလေးနော် be aware in every context အခြေအနေတိုင်းမှာတတိရှိပါအခြေအနေတိုင်းမှာသိကြတော့ပဲသိတော်ငြိမ်းမောပဲ at all times အချိန်တိုင်းဘယ်အချိန်ဖြစ်ဖြစ်သိတတိရှိနော်အပ္ပမဒတရားနဲ့နေပါအပ္ပမဒဆိုမမေ့တာဆိုတာသိနေတာဘာလို့သိလဲဆိုတော့ကိုယ်ခန္ဓာမှာဖြစ်တာကိုသိနော်ဝေဒနာသဘောကြီးသိနေတယ် sensation တွေသိနေတယ် movement တွေသိတယ်နော်စိတ်ထဲမှာဖြစ်တာကိုသိဝန်တာလည်းဖြစ်ဝန်နေတာလည်းဖြစ်လူကျင်တာပဲဖြစ်စိတ်ဆိုးတာပဲဖြစ်ဒါတွေမရှိတဲ့အခါမှာကြည်လင်နေတာအေးချမ်းနေတာချမ်းသာနေတာကိုပဲဖြစ်သူရှိနေတာကိုရှိနေတဲ့အတိုင်းပဲသိနေဖို့ပဲနော်သမင်္ဂါတစ်စုံတစ်ခုကိုဖြစ်အောင်လုပ်နေရတာမဟုတ်ပါဘူးနော်အဲ့တော့ be aware in every context at all times and whatever creditable or discreditable ကောင်းပြီဖြစ်စေဆိုးပြီဖြစ်စေနော် pleasant or unpleasant အန္တရာယ်ဖြစ်စေဆင်းရဲပြီဖြစ်စေဒါခံစားမှုဝေဒနာပိုင်းနော် you may be doing or suffering ဒီလိုနေတာဒီမို့ခံစားနေတာနော်ကောင်းဆိုးကိုလုပ်နေတာကိုစိတ်ကစပ်တော့သိနေဖို့အန္တရာယ်ဆင်းရဲဘယ်လိုဝေဒနာပဲဖြစ်ဖြစ်ဘယ်လို sensation ပဲဖြစ်ဖြစ်ခံစားနေရတဲ့အခါမှာသိနေဖို့အဲ့လိုသိနေရင်တရားထုတ်တာအဲ့ဒါဆက်သလားနော်အချိန်လေးကိုတခုခုတော့လုပ်တော့မို့တခုခုတော့ခံစားနေတာအခုဒီလိုထိုင်းနေတဲ့ချိန်ကိုပဲဘူးလေးအေးတဲ့သဘောရှိနေနော်သိချားနေတဲ့သဘောရှိနေခိုင်းလာကြရင်လည်းညောင်းလာမယ်ထုံလာမယ်နော်သိနေတာပဲနော်သိဒါမှမရှိလည်းပဲအသက်ကြီးတယ်လှုပ်နေတယ်အိမ်နဲ့ပေါင်းနေရှင်းလာတယ်ရော့သွားနေတယ်သင်သိစိတ်တယ်နော်နာမည်လေးအရင်ကြီးဘယ်ဟာပိုကောင်းလဲဆိုတာမေးကြတယ်ဘယ်မှပိုမကောင်းဘူးအကုန်လုံးကြည့်တယ်ကိုယ်ခန္ဓာကိုယ်မှာဖြစ်နေတဲ့ sensation တွေကိုစိတ်လေးနဲ့ direct လေးစပ်ပြီးသိဘယ်နေရာမှာစိတ်ကိုထားကြည့်လို့ရတာ sensation နဲ့ကြည့်တယ်တခြားကြည့်လို့မရနော် sensation ကလည်း experience လို့ပြောလို့ရတယ်နော်ကျန်တာတွေအားလုံးက imaginary ပဲဒီတိပ္ပံတရားဝိပဿနာတရား imaginary မဟုတ်ဘူး imagination မဟုတ်ဘူးနော်သမထမှာ imagination ရှိတယ်နော်မှန်းဆပြီးပုံဖော်ရည်ရှိဒါလုံးကိုအများကြီးပြုပြီးတော့အဓိပ္ပာယ်ကိုအာရုံကြည့်ရတယ်ရှိအဓိပ္ပာယ်လည်းပဲအမှန်တော့၄ရက်မှတ်သက်တယ်နော်ဝိပဿနာဟာဘာမှမှန်းဆတာသိတော့တာမပါဘူးခန္ဓာကိုယ်မှာတကယ်ရှိနေတာကိုအဓိလေးနဲ့စပြီးတော့သိတဲ့အတိုင်းအမှန်တိုင်းသိရတာပဲသူ့တမျိုးတစ်ခုကြောက်မလို့ကြောင်းလဲကောင်းမလို့မကြောက်မတာဘူးကြောက်နေလို့စစ်တိုင်းစိမှန်သိအောင်ပဲစိမှန်သိအောင်ပဲနေတယ်ဘာမှသိလိုက်တာဘယ်တော့ကြည့်နေဆက်တာဒီ last sentence လေးတစ်ခုပို့ပြီးတော့ emphasize လုပ်